မင်္ဂလာပါရှင်ကျမကတော့ Miss Universe ကြောက်စဲကိုစားပြုအလှမယ်ရှင်မင်းဝိုင်းဖြစ်ပါတယ်ကျမရဲ့လူမှုလုပ်ငန်းနာမည်ကတော့ Together for Safety ဖြစ်ပါတယ် Domestic Violence Protection Awareness ဆိုတဲ့အိမ်တွင်းအကြမ်းဖက်မှုကာကွယ်ရေးဆိုင်ရာအသိပညာပေးမှုတွေကိုတွန်းကြဲသိရှိစေဖို့အတွက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီ project မှာဆိုရင်အိမ်တွင်းအကြမ်းဖက်ခံရမှုနဲ့ပတ်သက်ပြီးတော့ကိုကာကွယ်နိုင်ဖို့နဲ့တကယ်ကြုံလာပြီဆိုလို့ရှိရင်လည်းရရှိနိုင်တဲ့အကူအညီတွေနဲ့ပတ်သက်ပြီးတော့အသိပညာတွေဝေမျှနိုင်မှုအတွက်ရည်ရွယ်ထားပါတယ်ဒီလုပ်ငန်းကိုလှုပ်ဆောင်ဖြစ်တဲ့အကြောင်းရင်းကတော့ကျမငယ်တွေကအချို့တငယ်ချင်းတွေရဲ့အိမ်မှာအကြမ်းဖက်ခံရတဲ့အကြောင်းကိုခဏကြားခဲ့ရတယ်သူတို့အိမ်မှာမိဘမောင်နှမတွေကြားမှာရန်လိုတဲ့နိုင်ထက်စီးနှင်းလုပ်တဲ့အကြောင်းတွေအပြုတ်အမူတွေအပြောဆိုတွေကြောင့်စိတ်ဒုက္ခအယမ်းဖြစ်တဲ့အကြောင်းကိုကျမကြီးမှရင်လာဖွင့်ကြတယ်ဒီလိုကြုံတွေ့ရတော့သူတို့ရဲ့နေ့စဉ်အလုပ်တွေမှာလည်းအရေးအသွေးတွေညော့နေလာတာကိုကျမတွေ့ရတယ်။ပြီးတော့တခြားကြုံတွေ့ရတယ်လည်းအများကြီးရှိပါသေးတယ်။ဒီနေရာမှာကျမအချက်နှစ်ချက်ကိုတွေ့ရတယ်။အိမ်တွင်းအကြမ်းဖက်မှုကဘယ်လိုပဲပုံစံလဲဆိုတာကိုလူအများကြဲပြန့်မသိကြသေးတာရယ်။ကျူးလွန်ခံရရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုဝေဝါးနေကြတာကိုကျမတွေ့ရတယ်။နောက်တစ်ချက်ကကျူးလွန်ခံရတဲ့သူတွေအနေနဲ့သူတို့ရဲ့စိတ်ဒဏ်ရာကိုထိရောက်ကုသဆွေးနွေးပေးနိုင်တဲ့professional တွေစီကိုမသွားနိုင်တဲ့အချက်ကိုတွေ့ရတယ်။တငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်တာကယာယီစိတ်ဖြေသားမှုတစ်ခုပဲလို့ကျမအနေနဲ့ယုံကြည်ထားတယ်။တကယ်တကြွတဲ့သူတွေကမှပဲသူတို့ကိုထိရောက်ကူညီပေးနိုင်မှာပါ။တကြွတဲ့သူတွေစီသွားဖို့အတွက်လည်းတားဆီးနေတဲ့အရာတွေမှာ information ပြတ်လက်တာတွေကပါဝင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့မြန်မာနိုင်ငံမှာဘယ်နေရာဘယ် clinic ဘယ် mental counselor ဆိုတဲ့အချက်အလက်မျိုးကိုတိပပရှာရဖို့အင်မတန်ခက်ခဲပါတယ်။နေဘက်တွေမှာဆိုရင်ပို့ပြီးတော့တောင်ခက်ခဲပါသေးတယ်။ဒါကြောင့်ကျမရဲ့အခုလူမှုလုပ်ငန်းမှာဒီလိုအချက်အလက်မျှဝေတာကိုပါတိပပလှုပ်ဆောင်ပေးတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်တဲ့အခါမှာတက်ကြွတဲ့ပညာရှင်တွေနဲ့ပူးပေါင်းပြီးကျမကအသိပညာပေးဟောပြောပွဲတွေလှုပ်ဆောင်နေတာဖြစ်တယ်။အသိပညာတွေမျှဝေရမှာလဲကြာမအသက်အရွယ်မရွေးကလေးငယ်တွေပါဝင်တဲ့အသိပညာပေးအစီအစဉ်တွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။နောက်ထပ်လည်းကျမရဲ့ဒီ project ကနေတဆင့်တနိုင်ငံလုံးအတိုင်းအတာနဲ့လူတိုင်းပူးပေါင်းဆောင်ရွက်ကြပြီးတော့နင်နာသူတွေအနေနဲ့စိတ်လုံခြုံမှုရရှိပြီးတော့ကိုယ့်ရဲ့စိတ်အစဉ်မပြေမှုတွေကိုရဲဝံ့ဖော်ထုတ်ပြောဆိုနိုင်တဲ့တတိတွေရရှိစေဖို့အတွက် Miss Universe မြန်မာလိုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်ထားပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။